မိမိနှစ်သက်သောသူကိုပါဝင်နိုင်ရန်မဲပေးခြင်းအစီအစဉ်တွင်ပါဝင်မိတင့်ကိုအထူးဂုဏ်ပြုလိုပါသည်အခြားအချက်အလက်များမဲစာရွက်တွင်ပါဝင်သောကိုယ်စားလှယ်လောင်းများနှင့်ပါတီများအကြောင်းပုံမသိရှိလိုပါကအောက်ပါတို့ကိုပြုလုပ်နိုင်ပါသည်တစ် Coffs Coast News ဟုခေါ်သောဒေတာဆိုင်ရာသတင်းစာတွင်ဖော်ပြထားသောကိုယ်စားလှယ်လောင်းများနှင့်ပတ်သက်သည့်အချက်အလက်များကိုဖတ်ရှုခြင်းအပြင်တော်၎င်း Google တွင်ထိုကိုယ်စားလှယ်များနှင့်ပါတီများ၏ယက်တီချက်နှင့်သူတို့၏တန်ဖိုးများကိုသိရှိနိုင်ပါသည်နှစ်မိမိယုံကြည်စိတ်ချရသောသူများအားကိုယ်စားလှယ်လောင်းများတခြားပါတီများနှင့်ပတ်သက်၍မေးမြန်းနိုင်ပါသည်3. ဩစတြေးလျနိုင်ငံတွင်နိုင်ငံအဆင့်ရှိသော Federal အစိုးရအတွက်ပြည်내အဆင့်ရှိသော New South Wales အစိုးရနှင့်ဒေသဆိုင်ရာအစိုးရ Coffs Harbour City Council တို့အတွက်မဲပေးရပြီးမဲပေးပုံမှာကွဲပြားသောကြောင့်ရှုပ်ထွေးပြီးနားလည်ရခက်နိုင်ပါသည်ထို့ကြောင့်မိခွန်းများဆက်မေးပြီးမိမိကိုမိမိဆက်လက်အသိပေးရန်အလွန်အရေးကြီးသည်ဩစတြေးလျနိုင်ငံသူနိုင်ငံသားဖြစ်လာသောတင်ဒီမိုကရေစီစနစ်တွင်မဲပေးခြင်းအပြင်ပါဝင်ခြင်းသည်အလွန်တန်ဖိုးရှိသောကြောင့်လူအများစုသည်တင့်အားကူညီပေးရန်ပျော်ရွှင်ကြသည်ကိုလည်းထပ်မံအသိပေးလိုပါသည်ဤဗီဒီယိုလေးကိုကြည့်ရှုပေးသောသူများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်